ရုံးကလေးကနေရွက်ထောင်ကြပြရေးဆိုကြရအောင်ချူချူလေးကို subscribe လုပ်ပေးပါနော်ကျေးဇူးတင်ပါရှင်ရုံးကလေးကနေရွက်ထောင်ရုံးကလေးကနေရွက်ထောင်ပညာရှိရောင်ရောင်ကြောင်ကလေးကလက်တဝက်ချောင်းလိုက်ရတဲ့အတွက်ရွှေစီးကွက်ရဲ့အိမ်ထဲဘရင်ကြီးလိုနေမိုးလီတော့ကဘေးရင်ဟောတောက်တက်ကိုလီပေါ့ပြောရယုံနဲ့ပုတ်တင်ညိုခေါင်းငင်းကတကိုရွှေကြီးညိုတာပါလားဧည့်တယ်လာပါစာရေးဆရာကြီးတင်မို့တငယ်ချင်းတို့ရဲ့အတူတူဆိုကြရအောင်ရုံးကလေးကနေရွက်ထောင်ရုံးကလေးကနေရွက်ထောင်ပညာရှိရောင်ရောင်ကြောင်ကလေးကလက်တဝက်ချောင်းလိုက်ရတဲ့အတွက်ရွှေစီးကွက်ရဲ့အိမ်ထဲဘရင်ကြီးလိုနေမိုးလီတော့ကဘေးရင်ဟောတောက်တက်ကိုလီပေါ့ပြောရယုံနဲ့ပုတ်တင်ညိုခေါင်းငင်းကတကိုရွှေကြီးညိုတာပါလားဧည့်တယ်လာပါစာရေးဆရာကြီးတင်မို့